ဒိဋ္ဌံကြပုဂ္ဂလဒိဋ္ဌံမဖက်ဓမ္မဒိဋ္ဌံတက်တက်ပြောရမယ်ဆိုလို့ရှိရင်ဒါကုသိုလ်စိတ်တွေဖြစ်တယ်အဲ့ဒီကုသိုလ်စိတ်တွေကလည်းပဲအခုပြောလိုက်ပြီတံပယုတ်ကုသိုလ်စိတ်ညာနာတံပယုတ်ကုသိုလ်စိတ်၄မျိုးညာနာဝိပယုတ်ကုသိုလ်စိတ်၄မျိုးဆိုပြီးပေါင်းလိုက်တော့10မျိုးရှိတယ်ဒါကတနည်းဦးဇင်းတို့ဆရာတော်ကြီးတွေအမြဲတမ်းဆုံးမလေးရှိတဲ့ဝိဝဒဒါနကုသိုလ်ရဲ့ဝဒဒါနကုသိုလ်ရဲ့ဝိဝဒဒါနကုသိုလ်ဝဒဒါနကုသိုလ်ဆိုတာဘယ်လိုဟာတော့ဗျာဝိဝဒဒါနကုသိုလ်ဆိုတာကဣဒံမေပုံညာအာတဝခေယဝါဟောတုဣဒံမေပုံညာနိဗ္ဗာနတပစ္စယောတုတပည့်တော်တို့ကနေ့လှူဒန်းတဲ့ကုသိုလ်တွေဟာနိဗ္ဗာန်ရောက်ကြောင်းကုသိုလ်ကောင်းအထောက်ပံ့နေဖြစ်ပါရစေနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပြုတဲ့ကုသိုလ်မျိုးကိုတော့ဘာကုသိုလ်လို့ခေါ်ပါတယ်လဲလို့မေးရင်ဝိဝဒဒါနကုသိုလ်ပြုတော့ပြုတယ်ဒီများတို့ဗုဒ္ဓဘာသာဖြစ်လာကြပြီးတာရှင်ပြုလို့တော့မင်္ဂလာပွဲကြီးတွေပြုမယ်အလူပေးလိုက်မယ်လို့သူများပြုလို့ဒါပြုလိုက်ရတယ်ဘာကိုဆင်ញင်ရလို့ဆင်ញင်ရမှမသိဘယ်လိုမှမသိပဲနဲ့တာမင်ညပြုတဲ့ကုသိုလ်မျိုးကိုတော့လူချမ်းသာနတ်ချမ်းသာတို့ကိုရောက်စေတတ်တဲ့လူချမ်းသာနတ်ချမ်းသာလောက်တာဖြစ်စေတတ်တဲ့ကုသိုလ်မျိုးကြတော့ဝတ္တဒါနကုသိုလ်ဝတ္တဒါနဆိုတာဝတ္တဆိုတာပါဠိစကားမြန်မာလိုကတော့လုံးနာပေါ့ဗျာတရနဲ့ပြောမယ်ဆိုရင်တော့လုံးနေမြန်မာလိုနားလည်အောင်အဓိပ္ပါယထအနေနဲ့ပြောမယ်ဆိုရင်လူဖြစ်လိုက်နတ်ဖြစ်လိုက်အိုနာသေးလိုက်လူဖြစ်လိုက်နတ်ဖြစ်လိုက်အိုနာသေးလိုက်နဲ့တန်ត្រာထဲမှာကျင်လည်ရတဲ့ကုသိုလ်မျိုးကိုတော့ဘာကုသိုလ်လို့ခေါ်တာတော့ဝတ္တဒါနကုသိုလ်အဲ့ဒီဝတ္တဒါနကုသိုလ်ရဲ့ဝိဝတ္တဒါနကုသိုလ်ရဲ့နောက်တနည်းပြောမယ်ဆိုရင်တန်ត្រာတွေကလဲစေတတ်တဲ့ကုသိုလ်ရဲ့တန်ត្រာထဲမှာထွတ်မြောက်စေတတ်တဲ့ကုသိုလ်တွေကိုခွဲခြားပြီးဟောတဲ့တရားကိုကြောင်ပန်းတရားလို့မှတ်လိုက်ပါဒီလိုညမရှင်မဲနဲ့ကုသိုလ်ကောင်းမှုတွေပြုမဲ့ဆိုလို့ရှိရင်အိုခြင်းနာခြင်းသေခြင်းမကင်းတဲ့လူချမ်းသာနတ်ချမ်းသာတွေကိုရောက်စေတတ်တဲ့ကုသိုလ်မျိုးကိုဝတ္တကုသိုလ်အိုခြင်းနာခြင်းတွေမှလွန်မြောက်ပြီးတော့မအိုမနာမတရားမှနိဗ္ဗာန်ချမ်းသာကိုရောက်စေတတ်တဲ့ရစေတတ်တဲ့ကုသိုလ်မျိုးကိုတော့ဝိဝတ္တဒါနကုသိုလ်အဲ့ဒါတွေခွဲခေါ်တာပါပဲဗျာနော်အချင်းကျုံနေမဲ့ပြောမယ်ဆိုလို့ရှိရင်စရဏဝိဇ္ဇာချင်းဝင်လေယာပမာဏဘောင်ဝင်ကြဓမ္မနိဗ္ဗာန်ယစရဏဘာတွေဆောင်ကျင်ရမှာလဲဘာတွေပြုရမှာလဲဆိုတော့သီလတရားတွေသမထတရားတွေဒါနတရားတွေကိုဘာလို့ခေါ်တယ်လဲဆိုလို့ရှိရင်စရဏတရားတွေလို့ခေါ်တယ်အဲ့ဒီလူတွေမှာစောင့်ထင်းရမယ်၅ပါးသီလတွေအာဇီဝတ္တမကသီလတွေဥပုပ်နေဒုနေမြတ်တွေမှာစောင့်ထင်းရတဲ့ဥပုပ်သီလတွေဟာဆိုလို့ရှိရင်ဘာလို့ခေါ်တယ်လဲဆိုရင်စရဏတရားတွေအဲ့ဒီကျင့်တဲ့ကျင့်တိုက်တဲ့တရားတွေလည်းမပြတ်မစီပဲနဲ့သူသက်တချင်းမှရှောင်ကျင်တာတွေသူဥစ္စာခိုးခြင်းမှရှောင်ကျင်တာတွေသူတစ်ပါးသားမယားပြမခြင်းမှရှောင်ကျင်တာတွေလိမ်လည်ပြောဆိုခြင်းမှရှောင်ကျင်တာတွေသေတဲ့တောက်တုံးခြင်းမှရှောင်ကျင်တာတွေဟာစရဏတရားတွေဥပုံနေကြလို့ရှိအထူးအားဖြင့်ပန်းပန်းခြင်းနတ်နာလိမ်ခြင်းနတ်နာပြောင်းလို့ဖြင့်အပြည့်အပြည့်ပြုခြင်းတွေမှရှောင်ကျင်တဲ့မြင်သောနေရာမြတ်သောနေရာတွေနေခြင်းမှလည်းရှောင်ကျင်တယ်ညစာမစားဘဲနဲ့ရှောင်ကျင်တာအဲ့ဒီရှောင်ကျင်ရတဲ့အကျင့်တရားမျိုးတွေကိုစရဏလို့ခေါ်ပါတယ်အဲ့လိုကျင့်နေတဲ့ကျင့်ကြတဲ့ပုဂ္ဂိုလ်တွေဟာဆိုလို့ရှိရင်တဲ့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva တွေလားဆိုတဲ့အခါကျတော့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva တွေယောက်ျားမိန်းမပုဂ္ဂိုလ်တ attva နဲ့မရောမဆက်တဲ့ယုတ်ဓမ္မနန္ဒမတရားတွေသီလဆောက်ဒီလိုတဲ့ကုသိုလ်စိတ်ကနန္တရားစိတ်ကမြာတရားဟရိယဝတ္ထုကယုတ်တရားလို့အဲ့လိုစရဏနဲ့ဝိဇ္ဇာနဲ့ညီမြအောင်ကျင့်တဲ့အကျင့်ကိုဒါကြောင်ပန်းတရားလို့ခေါ်တာပါပဲဗျာနော်ရောရင်မိစ္ဆာတာရင်ဒိဋ္ဌိတဲ့ကျေးဇူးရှင်ကြီးဆုံးမခဲ့တယ်ရောတယ်ဘာရောတာလဲရောပြန်ရင်လဲမိစ္ဆာစရဏတော့မကျင်ဘူးဒါပေမဲ့ဝိဇ္ဇာညာယုတ်တရားနံတရားတွေတော့လှိုင်းနေအောင်ပြောတယ်လှိုင်းနေအောင်ဟောတယ်စရဏမရှိဘူးဆိုလို့ရှိရင်လည်း၅ပါးသီလမမြဲဘူးအာဇီဝတ္တမကသီလမမြဲဘူး၈ပါးသီလမမြဲဘူးဆိုလို့ရှိရင်ရောရင်မိစ္ဆာ
ယူမနေသေးတယ်နော်စရဏနဲ့ဝိဇ္ဇာနဲ့ကိုချိန်ဝင်လျာပမာဏညီမျှအောင်ကျင့်နိုင်တဲ့တတိဒါယကာဒါယိကာမအပေါင်းသူတော်ကောင်းတို့ကိုဘာလို့ခေါ်တာတော့ကြောင်မန်းတာဝကတွေလို့ပြောကြတာပဲနော်ကြောင်မန်းတာဝကတွေလို့ပြောကြတာပဲအဲ့ဒါပဲမြတ်စွာဘုရားကလည်းပဲဘယ်လိုဟောတယ်လဲဆိုလို့ရှိရင်ဦးဇင်းတို့ဘုံနာကြီးတယောက်ကမြတ်စွာဘုရားလျှောက်တဲ့ခါကျတော့မြတ်စွာဘုရားကရုပ်တရားတွေဆိုတာနာတတ်တဲ့သဘောတရားတွေဟုတ်တယ်စိတ်မနာအောင်လေ့ကျင့်ရမယ်ဆိုတဲ့နေရာလေးမှာလည်းပဲရှင်သာရိပုတ္တရာကြီးဘယ်လိုဟောတယ်လဲဆိုလို့ရှိရင်ဣဒဘိက္ခုအတုဒဝါပုထုဇနောဣဒဧတသနာတော်၌ဘိက္ခုယံဣဒဧတသနာတော်၌အတုဒဝါအာဂမအဓိကမတုဒ္ဓမရှိသောပုထုဇနောပုထုဇဉ်ပုဂ္ဂိုလ်သည်အရိယာနာအတ္တတဝေအရိယာဓမ္မတာအာဂဝိတော်အရိယာဓမ္မတာအရိယာနာအတ္တတဝေအရိယာနာအရိယာပုဂ္ဂိုလ်တို့ဟာအတ္တတဝိညာဉ်ဖြင့်မြင်လို့မရှိသောအရိယာဓမ္မတာအာဂဝိတော်အရိယာဓမ္မတာဖျားစား၏သောအရိယာသူတော်ကောင်းတို့ရဲ့တတိပဒံစာတော်တရား၌အာဂဝိတော်မလိမ္မာသောအရိယာဓမ္မေအဝိနိတောအရိယာဓမ္မေဘုရားအစာဤသောအရိယာသူတော်ကောင်းတို့ရဲ့တတိပဒံစာတော်တရား၌အဝိနိတောကောင်းစွာတင်ကြားလို့မရှိသောပုထုဇနောပုထုဇေပုဂ္ဂိုလ်သည်ပုထုဇနောအတုဒဝါအာယမအဓိကမတုဒ္ဓမရှိသောပုထုဇနောပုထုဇေပုဂ္ဂိုလ်သည်ရူပံအတ္တတောတမနုပတ္တိရူပံယုတ်ကိုအတ္တတောအတ္တဝေတမနုပတ္တိအဖမ်းမှန်ဆွဲဆိုတတ်၏ရူပဝန္တဝါအတ္တနံအတ္တနာအတ္တကိုရူပဝန္တဝါယုတ်ရှိဟူသောလည်းတမနုပတ္တိဖမ်းမှန်ရှိ၏ရူပသမိန်ဝါအတ္တနာအတ္တနာအတ္တကိုရူပသမိန်ယုတ်၌အတ္တနာဝါအတ္တရှိဟူလည်းတမနုပတ္တိဖမ်းမှန်ရှိ၏တကယ်တော့မြန်မာလိုနားလည်အောင်ပြောမယ်ဆိုလို့ရှိရင်ဘုရားအစာကြီးတဲ့အရိယာသူတော်ကောင်းရဲ့တရားတွေကိုမကျွမ်းကျင်တဲ့ပုဂ္ဂိုလ်မလိမ္မာတဲ့ပုဂ္ဂိုလ်တွေရုပ်တရားတွေကိုဘာလို့ဆွဲတယ်လဲဆိုရင်ငါလို့ဆွဲဆိုတယ်ရုပ်ထဲမှာငါရှိတယ်ငါထဲမှာရုပ်ရှိတယ်ရုပ်နဲ့ငါနဲ့အတူတူငါနဲ့ရုပ်နဲ့တခြားစီလို့အဲ့လိုဆွဲဆိုတာပါပဲအဲ့ဒါပုထုဇဉ်ဒါဘုရားကဟောခဲ့တာပဲဘုရားအစာကြီးတဲ့အရိယာသူတော်ကောင်းရဲ့တရားတွေကိုမကျွမ်းကျင်တဲ့ပုဂ္ဂိုလ်မလိမ္မာတဲ့ပုဂ္ဂိုလ်မသင်ကြားခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေရုပ်ကိုဘာလို့ဆွဲတာတော့ငါလို့ဆွဲတယ်ဝေဒနာကိုလည်းငါလို့ဆွဲတယ်ပညာကိုလည်းငါလို့ဆွဲတယ်သင်္ခါရတရားကိုလည်းငါလို့ဆွဲဆိုတယ်ဝိညာဉ်တရားကိုလည်းငါလို့ဆွဲဆိုတယ်အချင်းချုပ်အနေနဲ့ပြောမယ်ဆိုရင်သိတတ်တဲ့နံတရားမသိတတ်တဲ့ယုတ်တရားယုတ်နံတရားနှစ်ပါးကိုငါလို့ဆွဲဆိုခေါ်သမုဒ္ဒါကိုဘာလို့ခေါ်တာတော့ပုရုဇေမယ်နော်ပုရုဇေတို့ရဲ့သိတဲ့အယူနဲ့အရိယာသူတော်ကောင်းတွေဖျားဆိုင်တဲ့အရိယာသူတော်ကောင်းတွေကျင့်ကြံကြတဲ့တရားတွေကိုခွဲခွဲကြားကြားနဲ့ကွဲကွဲပြားပြားနဲ့နားလည်အောင်ပြောဟောတဲ့တရားဓမ္မတွေကိုဘာလို့ခေါ်တာလဲဆိုလို့ကြောင်မန်းတရားတော်တွေဘုရားဆိုင်တဲ့အရိယာသူတော်ကောင်းတွေရဲ့တရားကိုမတင်ကြားခဲ့ဘူးတဲ့ပုဂ္ဂိုလ်မလေ့လာဘူးတဲ့ပုဂ္ဂိုလ်တွေကရုပ်ကိုဘာလို့ဆွဲတာတော့ငါလို့ဆွဲဆိုတယ်ဝေဒနာကိုလည်းငါလို့ဆွဲဆိုတယ်ပညာကိုလည်းငါလို့ဆွဲဆိုတယ်သင်္ခါရတရားကိုလည်းငါလို့ဆွဲဆိုတယ်ဝိညာဉ်တရားကိုလည်းပဲငါလို့ဆွဲဆိုတယ်အဲ့လိုဆွဲဆိုတဲ့အယူဟာဘယ်သူတွေလဲဆိုရင်အများရဲ့အယူတဲ့ဖရာရဲ့အယူဟုတ်ပါမလားမဟုတ်ဘူးဒါပေမဲ့ဖရာရဲ့အယူဟာဘယ်လိုလဲဆိုတော့ဣဒာဘိက္ခုတုတ္တဝါအရိယာပါဝကောဣဒာဣဒသနာရော၌ဘေကုယံတိတုတ္တဝါအာဂမအဓိကမတုတ္တရှိသောအရိယာပါဝကောအရိယာရတိတိအရိယာနံတတ္တဝိအရိယာနံဘုရားစာရိသောပုဂ္ဂိုလ်တို့ကိုတတ္တဝိဉာဏ်ဖြင့်မြင်လေရှိသောအရိယာနံဘုရားစာရိသောအရိယာပုဂ္ဂိုလ်တို့၏ဓမ္မေတတိပဒံစာသောတရား၌ကောဝိတော်လိမ္မာသောအရိယာနံဘုရားစာရိသောအရိယာပုဂ္ဂိုလ်တို့၏တတိပဒံစာသောတရား၌တုဝိနိသောကောင်းစွာသင်ကြားအပ်ပြီးသောအရိယာပါဝကောအရိယာတပိတိ
ရူပံအတ္တတောနာတမနုပတ္တိရူပံယုတ်ကိုအတ္တတောအတ္တဝေနာတမနုပတ္တိမဆွဲဆိုရုပ်ကိုငါလို့မဆွဲဆိုတော့ဘူးဝေဒနာကိုလည်းငါလို့မဆွဲဆိုတော့ဘူးတင်ညာကိုလည်းငါလို့မဆွဲဆိုတော့ဘူးသင်္ခါရတရားကိုလည်းပဲငါလို့မဆွဲဆိုတော့ဘူးဝိညာဉ်တရားကိုလည်းပဲငါလို့မဆွဲဆိုတော့ဘူးအကျဉ်းချုပ်အနေနဲ့ပြောမယ်ဆိုရင်သိတတ်တဲ့နာမ်ခန္ဓာ၄ပါးမသိတတ်တဲ့ရုပ်ခန္ဓာတစ်ပါးပေါင်းလိုက်ရင်ရုပ်နဲ့နာမ်တရားကိုငါလို့မဆွဲဆိုဘဲနဲ့ရုပ်တရားနာမ်တရားတွေဖြစ်ပြီးတော့ပြည့်နေတဲ့သဘောတရားတွေကိုဆင်ခြင်နှလုံးသွင်းပြီးကြာကြာနာနာမြတ်စွာဘုရားရဲ့ဒေသနာတော်တိုင်းဟောပြောတဲ့နေရာကိုဘာလို့ခေါ်တာတော့ကြောင်ပန်းတရားတော်တွေနော်ဒီမှာဘာတွေဟောတယ်လဲဆိုရုပ်တရားနာမ်တရားခန္ဓာ၅ပါးတရားတွေကိုလှိုင်လှိုင်ကြီးဟောတယ်လှိုင်လှိုင်ကြီးသင်ပေးတယ်အခုလည်းပဲလောကသမုဒိသစ္စာအပြင်တော့ဒီနေ့ယန္တာယကလူဒါယကဥသိမ့်တို့ဒေါ်ချင်းမတို့ယန္တာယကလူဒါယကမဥတောင်းဝေတို့မနှင်းနှင်းဝေတို့မိသားစုကခဏသားရှင်းပြီးအလူတော်မင်္ဂလာပွဲကြီးဘုဒ္ဓလေမြို့ကြောင်ပန်းတော်ရတိုက်တော်ကြီးမှာလာပြီးတော့ရှင်းပြတယ်လို့ပြောရတာအမှန်ကတော့လှူဒန်းမယ်ဆိုတဲ့ကုသိုလ်စိတ်နဲ့အတူတကွဖြစ်တဲ့ယုတ်တရားယုတ်နာတရားတွေကိုဘယ်သူလို့ခေါ်ကြတာတော့အလှူဒါယကဥသိမ့်တို့ဒေါ်ချင်းမတို့အလှူဒါယကာမဥတောင်းဝေတို့မနှင်းနှင်းဝေတို့လို့မပြောရဘူးလားအဲ့လိုပြောတဲ့အယူအဲ့လိုယူထားတဲ့အယူကိုအခုပြောမယ်ဆိုလို့ရှိရင်ဘုရားအစရှိတဲ့အရိယာသူတော်ကောင်းတွေရဲ့တရားကိုကောင်းကောင်းမော်မော်ကျွမ်းကျွမ်းကျင်ကျင်မလေ့လာမလိုက်စားတဲ့ပုဂ္ဂိုလ်တွေကြတော့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကြီးကိုဘာလို့ဆွဲဆိုတာတော့ငါလို့ဆွဲဆိုတယ်ဘုရားအစရှိတဲ့အရိယာသူတော်ကောင်းတွေရဲ့တရားကိုကျွမ်းကျွမ်းကျင်ကျင်လိမ္မာပြီးသင်ကြားထားတဲ့ပုဂ္ဂိုလ်တွေကြတော့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးတရားကြီးကိုဘာလို့ဆွဲဆိုတာတော့ငါလို့မဆွဲဆိုတော့ဘူးငါလို့မဆွဲဆိုတော့ဘာလို့ဆွဲဆိုမှတော့အနိစ္စမျိုးဖြစ်တဲ့ခန္ဓာ၅ပါးယုံနာတရားဒုက္ခမျိုးဖြစ်တဲ့ခန္ဓာ၅ပါးယုံနာတရားအနတ္တမျိုးဖြစ်တဲ့ခန္ဓာ၅ပါးယုံနာတရားလို့ပြောဟောတဲ့နေရာကိုဘာလို့ခေါ်တာတော့ကြောင်ပန်းတရားဟောပြောတယ်လို့ပြောတာပဲနော်ကြောင်ပန်းတရားဆိုပေမဲ့အထူးထွေကြီးထွင်ပြီးတော့ဟောတာမဟုတ်ပါဘူးဘုရားရဲ့တရားတော်တွေကိုဒကာဓမ္မတွေသိလွယ်အောင်နားလည်လွယ်အောင်သိလွယ်အောင်နားလည်လွယ်အောင်ဝိပဿနာဆင်ခြင်တဲ့နေရာမှာနှလုံးသွင်းဖို့ရာဆင်ခြင်တတ်ဖို့ရာဆိုပြီးအကျဉ်းချုပ်အနေနဲ့ဟောပြတာကိုမြေယာနိုင်ယုတ်ကြာယာနိုင်ယုတ်နိုင်ယာနိုင်ယုတ်ခန္ဓာယုတ်ဓာရ6ပါးမှာဖြစ်ပေါ်နေတဲ့ယုတ်ဓမ္မနန္ဒမတွေရဲ့အနိစ္စအချက်ဒုက္ခအချက်အနတ္တအချက်တွေကိုကွက်ကွက်ကွင်းကွင်းနားလည်လွယ်အောင်မြင်လွယ်အောင်ဟောပြောတဲ့နေရာကိုပါတော့ကြောင်ပန်းတရားတော်ဒီလို့ကြောင်ပန်းတရားဆိုပြီးအချမထင်လိုက်နဲ့အခုပြောပြီးဘုံနာကြီးကိုရှင်သာရိပုတ္တရာဟောတယ်ဘုရားအစာရတဲ့အရိယာသူတော်ကောင်းတွေရဲ့တရားတွေကိုမကြွမ်းကျင်ကြတဲ့ပုဂ္ဂိုလ်တွေမလေးလာဘူးတဲ့ပုဂ္ဂိုလ်တွေကရုပ်ကိုဘာလို့ဆွဲဆိုငါလို့ဆွဲဆိုတယ်ဘုရားစာရတဲ့အရိယာသူတော်ကောင်းတွေရဲ့တရားတွေကိုသင်ကြားဘူးတဲ့ပုဂ္ဂိုလ်တွေလေးလာဘူးတဲ့ပုဂ္ဂိုလ်တွေကြွမ်းကျင်လိမ္မာတဲ့ပုဂ္ဂိုလ်တွေကရုပ်တရားတွေကိုဘာလို့ဆွဲဆိုတယ်လဲငါလို့မဆွဲဆိုတော့ဘူးเนาะအနတ္တတရားတွေလို့ဒါလေးကြွာတာပါပဲဗျเนาะအများအယူကအတ္တလို့ယူထားတယ်ဘုရားအယူကအနတ္တလို့ယူတယ်ဒါတွေကိုအတ္တအယူနဲ့အနတ္တအယူတွေကိုကွဲပြားအောင်ဟောပြောတဲ့နေရာကိုဘာလို့ခေါ်တာတော့ကြောင်ပန်းတရားလို့ခေါ်တယ်လို့ကြောင်ပန်းတရားဆိုတာဘယ်လိုလဲဆိုလို့ရှိရင်လည်းပဲကျွမ်းကျွမ်းကျင်ကျင်နားလည်အောင်ပြောမယ်အခုလောကအနေနဲ့သမုဒိသစ္စာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ယန္တာယကလူဒါယကဥသိမ့်တို့တော့ချိန်မတို့ယန္တာယကလူဒါယကမကိုတောင်းဝေတို့မနှင်းနှင်းဝေတို့မိသားစုကသားရှင်ပြုကံတတ်မင်္ဂလာတွေပြုတယ်လို့မပြောရဘူးလားဘုရားအစာရတဲ့အရိယာသူတော်ကောင်းတွေရဲ့အလိုနဲ့ကြည့်မယ်ဆိုရင်ယုဒ္ဓမနန္ဒမတွေရဲ့မမြဲတဲ့ယုဒ္ဓမနန္ဒမတွေရဲ့ဖြစ်ပုံနေလူမဲဘယ်နေ့မှလူမတို့1386ခုဘာဆိုလာက9နှစ်နေကြရင်တားရှင်ပြီးလူတော်မင်္ဂလာပွဲကြီးကိုပြုမယ်ရဟန်းတန်ဃာတော်တွေကိုလည်းမိမိတို့တဆွမ်းသမာဓတ္တဘာဝတ္ထုတွေလူရမယ်ဒါစိတ်တွေပေါ့
အဲ့ဒီကုသိုလ်စိတ်တွေဟာအနိစ္စမျိုးတွေလားအတ္တမျိုးတွေလားအနတ္တမျိုးတွေလားဆိုရင်အနိစ္စမျိုးဒုက္ခမျိုးအနတ္တမျိုးဖြစ်တဲ့ကုသိုလ်စိတ်တရားတွေစိတ်နာတရားတွေလို့အဲ့လိုဆင်ញင်တာကိုအဲ့လိုကြာနာကွဲပြားအောင်ဟောပြောတဲ့နေရာကိုဘာလို့ခေါ်ရတော့ကြောင်ပန်းတရားတော်တွေဘုရားဟောထားတဲ့အတိုင်းနေပါပဲเนาะအဲ့ဒါကိုပဲအဲ့ဒီဦးဇင်းတို့ဝိသုဒ္ဓိမဲ့အထာဂရဆရာကဘယ်လိုမိတ်မှာပါလဲလို့မေးရင်ကာမတ္တကာရကောနတ္တိဝိပါကတ္တဇာဝေရကောသုဒ္ဓဓမ္မဘောတတိဧဝံတသမ္မတတနံကာမတ္တကုသိုလ်ကံကိုတာရှင်ပြုအလှူတော်မင်္ဂလာပွဲကြီးကိုကာရကောပြုလို့တတ်သောဥသိဏ္ဏတော်ချေမတို့ကိုတောင်းဝေတို့မနင်းနေဝေတို့မိသားစုတို့ဒါပြုလို့တတ်သောပုဂ္ဂိုလ်သည်နတ္တိမရှိဥသိဏ္ဏတော်ချေမတို့ကိုတောင်းဝေတို့မနင်းနေဝေတို့ဆိုတာမရှိဘူးတဲ့နော်80ปีနာကြည့်လိုက်ဒါဖြင့်ဘသူတွေရှိတာတော့ဗျာဝိပါကတ္တဘာရှင်ပြီးလူတော်မင်္ဂလာပွဲကြီးရဲ့အကျိုးတရားကိုဝေရကောစာခံစားစံစားတတ်တဲ့ပုဂ္ဂိုလ်တ attva သည်ဥသိဏ္ဏတော်ခြေမတို့ကိုတောင်းဝေတို့မန္တနေဝေတို့ဆိုတာလည်းနတ္တိမရှိသုဒ္ဓဓမ္မပုဂ္ဂိုလ်တ attva နဲ့မယောမရှက်တက်သောယုံနာဓမ္မသင်္ဃာရတို့ဒီသားလည်းဘောဓာတိဖြစ်ကြလေကုန်၏ဒီအလှရဲ့အကျိုးတရားကိုခံစားမဲ့ပုဂ္ဂိုလ်တ attva ဆိုတာလည်းမရှိဘူးအလှရဲ့ပြုတ်တတ်တဲ့အလှကိုပြုတ်တတ်တဲ့ပုဂ္ဂိုလ်တ attva ဆိုတာလည်းမရှိဘူးအဲ့ဒီအလှရဲ့အကျိုးတရားကိုခံစားစံစားတတ်တဲ့ပုဂ္ဂိုလ်တ attva ဆိုတာလည်းမရှိဘူးဒါဖြင့်ဘယ်သူတွေရှိတာတော့ဆိုတော့သုဒ္ဓဓမ္မပုဂ္ဂိုလ်တ attva နဲ့မရောမရှက်တက်တဲ့သောယုံနာဓမ္မသင်္ဃာရတို့ဒီသားလေဘောဓာတိဖြစ်ကြလေကိုဤလူမဲကုသိုလ်စိတ်တွေနော်ပရမလူမဲဆိုတဲ့ကုသိုလ်စိတ်ကလေးပေါ်သွားနောက်ဒုတိယကုသိုလ်စိတ်တစ်လုံးတက်ပြေချုပ်တော့ဒုတိယစိတ်ချုပ်ပြီးမှတတိယစိတ်ပေါ်တယ်တတိယစိတ်ချုပ်ပြီးမှသရဒစိတ်ပေါ်တယ်အဲ့လိုမြင်တာကိုဧဝံတန်သမ္မတတနာဧဝံဤသို့တန်တတနာတို့မြင်ခြင်းသည်သမ္မတတနာမပေါမပြန်ဝိပဿနာဉာဏ်ဖြင့်ဟောမှစွာမြင်ခြင်းမြည်ပါပေလောကသမုဒိသစ္စာတို့ခေါ်ကြတဲ့ဥသိဏ္ဏတော်ချင်းမတို့ကိုတောင်းဝေတို့မနင်းဝေတို့မိသားစုဆိုတာမဟုတ်ဘူးဒါပြန်ဘသူတွေဟုတ်တာလဲလူမဲဆိုတဲ့ကုသိုလ်စိတ်ကနန္တရားလူပဲဝတ္ထုအစုစုတွေကယုတ်တရားအဲ့လိုယုတ်တရားနန္တရားတွေရဲ့သဘာဝတွေကိုမြင်တာကိုသုဒ္ဓဓမ္မပုဂ္ဂိုလ်တ attva နဲ့မရောမရှက်တက်တဲ့ယုတ်နာဓမ္မသင်္ဃာရတို့ဒီသားလေပို့တန်တိပြကြလေကုန်၏ဧဝံတန်သမ္မဒတနာမှန်ကန်ကြီးမြင်လိုက်တာတဲ့နော်အဲ့ဒါဘုရားရဲ့အယူဝါဒဘုရားရဲ့အဆုံးအမတွေကိုမြင်လိုက်တာတဲ့အဲ့လိုမြင်တဲ့ပုဂ္ဂိုလ်တွေကဘယ်ကိုရောက်မှန်းတော့ဘယ်ကိုရစီတတ်တာလဲလို့ဆိုတဲ့အခါကျတော့တရားဓမ္မအပေါင်းသူတော်ကောင်းတွေလိုချင်ရခြင်းအမြဲတမ်းဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုလို့ဆူတောင်းနေတဲ့နိဗ္ဗာန်ရောက်ကြောင်းတရားတွေပဲနော်ဒါပြည့်ကဲအဲ့ဒါလေးဆိုကြည့်အောင်တန်ဃာတော်အရှင်မြတ်တို့ဤဂုဏ်ကိုအာယုံပြု၍သင်္ကန်းဆွမ်းအမှုတည်းအလို့မှာပစ္စည်းလေးပါးတို့ကိုလှူဒါန်းလိုသောကုသိုလ်စိတ်သည်နန္တရားလူပဲဝတ္ထုအစုစုသည်ယုတ်တရားနာယုတ်တရားနှစ်ပါးသည်အမြဲမရှိဆင်းရဲဤအစိုးမရဧဝံတန်သမ္မတတနာဆိုတာဧဝံဤသို့တန်တတနာတို့မြင်ခြင်းသည်သမ္မတတနာမပေါက်မပြန်ဝိပဿနာဉာဏ်ဖြင့်အဟုတ်မှစွာမြင်ခြင်းကြီးမြည်ပါပေ၏လှူဒါန်းလိုတဲ့ကုသိုလ်စိတ်ကပါတော့နန္တရားလှူပဲဝတ္ထုစုစုတွေကယုတ်တရားဒါလို့ဆင်ញင်းလူတာကိုဘာကုသိုလ်လို့ခေါ်တာတော့ဝိပဿနာကုသိုလ်တနည်းအားဖြင့်ပြောမယ်ဆိုရင်နိဗ္ဗာန်ရောက်ကြောင်းကုသိုလ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဉာဏ်ရှင်ပြီးတော့လူတဲ့ညာနာတန်ပြီးတော့ကုသိုလ်လို့ခေါ်တာပဲဒါကိုဘာလို့ခေါ်တာတော့ကြောင့်ပန်းတရားတော်တွေဟုတ်ပြီဘူးလား
ကျောင်းမတရားတော်တွေတခုဟော၅ပါးသီလတွေလည်းစောင့်တိန်နေတန်ဃာတော်တွေရဲ့ဝေယဝဆအမှုကြီးငယ်တွေကိုလည်းပြုတယ်၅ပါးသီလတွေလည်းစောင့်နေတယ်ကာယကံကိုလည်းစောင့်နေတယ်ဝစီကံကိုလည်းစောင့်နေတယ်မနောကံကိုလည်းစောင့်နေတယ်အဲ့ဒါတွေကဘာလို့ခေါ်တာတော့စရဏတရားတွေစရဏနဲ့ဝိဇ္ဇာနဲ့မညီညွတ်ပြီဘူးလားကဲဥသိမ်းတို့တော်ကျမတို့ဘုရားအမှုရှိတဲ့တန်ဃာတော်တွေကိုအောင်ပြုပြီးတော့ရိုးရိုးသေးသေးလေးလေးစားစားနဲ့တရားဓမ္မတွေကိုနာကြားနေတယ်အဲ့ဒါဘာတွေလဲဆိုရင်စရဏတရားတွေဒါဖြင့်ဥသိမ်းတို့တော်ကျမတို့လူသားလားယုတ်တရားနတ်တရားတွေရဲ့နေစာဒုက္ခနတ္တဖြစ်တဲ့ယုတ်နံတရားတွေဖြစ်ပြနေတာလားလို့မေးရင်ယုတ်နံတရားတွေဖြစ်ပြနေတယ်လို့စရဏနဲ့ဝိဇ္ဇာနဲ့ဘဝင်မကြဘူးလားကြတယ်အဲ့ဒါလို့မြင်ပြီးတော့အဲ့လိုဆင်ញင်တဲ့တရားတော်တွေကိုဘာလို့ခေါ်ကြောင်မန်းတရားတော်ဒါဖြင့်ကြောင်မန်းတရားဆိုတာဘုရားဟောတဲ့တရားတော်ဒေသနာတော်တွေနဲ့ကိုက်ကြည့်ပါသလားဘုရားလို့ဆိုတော့ဦးဇင်းကဟောပြရတာပေါ့ဗျာနော်ဓမ္မဂတိကောဘိက္ခုဒါနေဘဂဝါဘုံတော်ကြီးတော်မူတော်မြတ်စွာဘုရားဓမ္မဂတိကောဒီဓမ္မဂတိကဟူ၍ဝါတရားပြောဟောတတ်တဲ့ပုဂ္ဂိုလ်၍တရားပြောဟောတတ်တဲ့ပုဂ္ဂိုလ်၍ဟုတ်စတိဆိုအပ်ပါတယ်ဗျာကိတ္တာဝတ္တပဲများလောက်တော့အတိုင်းရှိပြီဓမ္မဂတိကောဘိက္ခုတိဓမ္မဂတိကယံဟုတ်စတိဆိုအပ်ပါတယ်ဗျာလို့ယဟန်တော်တော်မြတ်စွာဘုရားလျှောက်မြတ်စွာဘုရားကဗာမိတ်တယ်လဲဆိုတော့ရူပတ္တစေဘိက္ခုနေပိဒါယဝိရာဂာယနိရောဓာယဓမ္မံဒေတိတိဓမ္မဂတိကောဘိက္ခုတိအလံဝဆနာယဘိက္ခုယရူပတ္တယုတ်တရားကိုနေပိဒါယညင်ဝေခြင်းငါဝိရာဂာယတချင်းကင်းခြင်းငါနိရောဓာယချုပ်ခြင်းငါဓမ္မံတရားကိုဒေတိတိဟောပြောဤတောထိုကဲ့သို့သောပုဂ္ဂိုလ်သည်ဓမ္မဂတိကောဘိက္ခုတိဓမ္မဂတိကယဟန်ဟူ၍ဝဆနာယဆိုခြင်းကအလံသိလျော်လျော်ပတ်ပါ၏ဓမ္မဂတိကယဟန်ဆိုတာဒါအချင်းချုပ်အနေနဲ့ခန္ဓာ၅ပါးတရားကြီးကိုညီငွေလာအောင်တတ်မြတ်တဲ့ချင်းကင်းလာအောင်ချုပ်ရာတွေမြင်လာအောင်ပြောဟောတတ်တဲ့ပုဂ္ဂိုလ်ကိုဘာလို့ခေါ်ဓမ္မဂတိကနဲ့ပြောကြတယ်ဒါဖြင့်ယဟန်တော်တစ်ပါးကမြတ်စွာဘုရားလျှောက်တဲ့ဓမ္မဂတိကဆိုတာဘယ်လိုဟာတော့တရားလို့လျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကဗာမိတ်နှရောရုပ်ခန္ဓာ၅ပါးတရားကြီးကိုညှိငွေလာအောင်တတ်တဲ့ချင်းကင်းလာအောင်ချုပ်ရာတွေကိုမြင်လာအောင်ပြောတတ်တဲ့ပုဂ္ဂိုလ်ကိုဒါလည်းလေဓမ္မဂတိကဒါအဲ့ဒါမြတ်စွာဘုရားကအဲ့ဓမ္မဂတိကဆိုတဲ့မေးတဲ့ပြဿနာတွေမကဘူးအပေါ်ပြဿနာနှစ်ခုကိုပါထည့်ပြီးတော့သူဖြေဆိုလိုက်သေးတယ်ရူပတ္တစေဘိက္ခုနေတိတာယဝိရာဂာယပฏิပန္နောဘိက္ခုယရူပတ္တယုတ်တရားကိုနေတိတာယညင်ငွေခြင်းငါဝိရာဂာယတချင်းကင်းခြင်းငါနိရောဓာယချုပ်ခြင်းငါပฏิပန္နောကျင့်သည်ဟောဒီပိဘောဘိက္ခုတောယံကိုဓမ္မာနုဓမ္မာပฏิပန္နောလောကုတ္တရာတရားကိုပါအားလျော်သောတရားကိုကျင့်သောယံဟူ၍ဝဆနာယဆိုခြင်းကအလံသိလျော်လျော်ပတ်ပါ၏ရုပ်တရားတွေအကျဉ်းချုပ်အနေနဲ့ရုပ်တရားဆိုပေမဲ့အကျဉ်းချုပ်အနေနဲ့ပြောမယ်ဆိုရင်ခန္ဓာ၅ပါးတရားကြီးကိုညှိငွေလာအောင်ခန္ဓာ၅ပါးတရားကြီးကိုတတ်နေတဲ့ခြင်းကင်းလာအောင်ခန္ဓာ၅ပါးတရားကြီးကိုချုပ်ရာတွေကိုမြင်လာအောင်ကျင့်ကြတဲ့ပုဂ္ဂိုလ်တွေကိုဘာနဲ့လျော်တာလဲလို့မေးရင်လောကုတ္တရာတရား၉ပါးနဲ့လျော်တဲ့ခြင်းကိုကျင့်ကြတဲ့ပုဂ္ဂိုလ်တွေပြီးတယ်လို့မြတ်စွာဘုရားကခင်ဗျားတို့ဈေးရောင်းဈေးဝယ်ပြုကြတဲ့အခါတပိဋ္ဌာဝယ်တဲ့အပြင်ကိုနည်းနည်းလေးပိုးလာခြင်းတဲ့အခါကျတော့ဘာတောင်းတာတော့အစစ်ကအပြင်ကိုဘာတောင်းနေတာတော့အလောက်ကလေးထည့်ပြလိုက်ပါအောင်အစစ်ကလေးထည့်ပြလိုက်ပါအောင်နဲ့မတောင်းကြဘူးလားအခုမြတ်စွာဘုရားကလည်းဘာဟောလိုက်တာတော့ဟောအစစ်ကလေးထည့်ပြီးတော့ဟောလိုက်ပြီးတော့ကောအလောက်ကလေးထည့်ပြီးတော့ဟောလိုက်ပြန်ပြီအဲ့လိုကျင့်ကြတဲ့ပုဂ္ဂိုလ်တွေကဘာနဲ့လျော်တဲ့အကျင့်ကိုကျင့်ရပြီးတာပဲလေလောကုတ္တရာတရား၉ပါးလောကုတ္တရာတရား၉ပါးဆိုတာဘာတွေလဲလို့မေးရင်မ၄ပါးသောတာပတ္တိမေသဂရာဂာမိမေအနာဂာမိမေအရဟတမေဆိုတဲ့မ၄ပါးနဲ့လျော်တဲ့အကျင့်သောတာပတ္တိဖို့သဂရာဂာမိဖို့အနာဂာမိဖို့အရဟတဖို့ဆိုတဲ့ဖို့၄ပါးနဲ့လျော်တဲ့အကျင့်ရဲ့နိဗ္ဗာန်မ၄ပါးဖို့၄ပါးနိဗ္ဗာန်ရဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဘယ်လောက်တော့၉ပါးအဲ့ဒါ
ဓမ္မာနုဓမ္မပရိပါဏောဘိက္ခုတိအလံဝဆနာယတဲ့အဲ့ဒီခန္ဓာ၅ပါးတရားကြီးကိုမြင်ငွေလာအောင်တနေ့သက်ချင်းကင်းလာအောင်ချုပ်ရာတွေကိုမြင်လာအောင်ကျင့်ကြတဲ့ပုဂ္ဂိုလ်တွေကမလေးပါဖိုလေးပါနိဗ္ဗာန်နဲ့လျော်တဲ့ကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်တွေတဲ့ဒါကအလှောက်ဟောလိုက်တာတော့ဗျနော်အစစ်ကဘာထက်ပြဟောပြတယ်လဲဆိုတော့ရူပတ္တစေဘိက္ခုနိဗ္ဗိဒာဝိရာဂာနိရောဓအနုပါဒာဝိမုတ်တောဒိဋ္ဌဓမ္မနိဗ္ဗာန်ပတ္တောဘိက္ခုတိအလံဝဆနာယရူပတ္တဘိက္ခုယရူပတ္တယုတ်တရားကိုနိဗ္ဗိဒာညီငွေခြင်းကြောင့်ဝိရာဂတချင်းခြင်းကြောင့်နိရောဓချုပ်ခြင်းကြောင့်အနုပါဒာဝိမုတ်တောခန္ဓာ၅ပါးယုံနာတရားရဲ့ဘောကိုဆွဲလန်းတဲ့တဏှာထောင်လွှားတဲ့မာနငါလို့ယူထားတဲ့အတ္တဒိဋ္ဌိတဏှာမာနဒိဋ္ဌိတို့မှအနုပါဒာဝိမုတ်တောတဏှာမာနဒိဋ္ဌိတို့မှလွန်မြောက်သည်ဟောဒီဖြစ်၏ဒီခန္ဓာ၅ပါးတရားကြီးရဲ့အိဋ္ဌဒုက္ခအနတ္တတွေကိုမြင်နေပြီဆိုလို့ရှိရင်တဲ့အဲ့ဒီပေါ်မှာတဏှိသက်တဲ့တဏှာဘာလို့နေတာတော့တရင်ငါအဖြစ်ချုပ်ပြီးတော့နေတယ်နော်အဲ့ဒီခန္ဓာ၅ပါးတရားကြီးရဲ့အိဋ္ဌဒုက္ခအနတ္တရှုဆင်ခြင်းနေတဲ့အချိန်မှာထောင်လွှားတဲ့မာနဘာလို့နေတာတော့တရင်ငါအဖြစ်ငြိမ့်နေတယ်ခန္ဓာ၅ပါးတရားကြီးရဲ့အိဋ္ဌဒုက္ခအနတ္တတွေကိုမြင်နေတဲ့အချိန်မှာရှုဆင်ခြင်းနေတဲ့အချိန်မှာအဲ့ဒီပေါ်မှာငါလို့ဆွဲဆိုတဲ့အတ္တဒိဋ္ဌိဘာလို့နေတာတော့ငြိမ့်နေတယ်အဲ့လိုငြိမ့်နေတာဟောပါလေရူပတ္တစေဘိက္ခုနိဗ္ဗိဒာဝိရာဂာနိရောဓအနုပါဒာဝိမုတ်တောတဏှာမာနဒိဋ္ဌိတို့မှလွတ်မြောက်သည်ဟောဒီဖြစ်၏အဲ့လိုလွတ်မြောက်နေတဲ့အချိန်လေးကိုပဲဒိဋ္ဌဓမ္မနိဗ္ဗာန်ပတ္တောဘိက္ခုတိဒိဋ္ဌဓမ္မနိဗ္ဗာန်ပတ္တောပစ္စုပ္ပန်ဘဝ၌နိဗ္ဗာန်ကိုမျက်မှောက်ပြုနေသောယံဝေဝဆနာယဆိုခြင်းကအလံအသင့်လျောပတ်ပါပေ၏ဒီလိုကြည့်နေတဲ့ပုဂ္ဂိုလ်ကဘာနဲ့လျောတာတော့နိဗ္ဗာန်နဲ့လျောတယ်ဒီလိုကြည့်နေတဲ့ပုဂ္ဂိုလ်ကဘာကိုမျက်မှောက်ပြုနေတာတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနေတယ်ဒီခန္ဓာ၅ပါးယုံနာတရားတွေရဲ့အိဋ္ဌဒုက္ခအနတ္တလို့ဆင်ញင်းနေတဲ့ပုဂ္ဂိုလ်လောကုတ္တရာတရား၉ပါးနဲ့လျောတဲ့ကျင့်ကိုကျင့်ရမည်တယ်ခန္ဓာ၅ပါးတရားအိဋ္ဌဒုက္ခအနတ္တတွေကိုညှင်းငွေပြီးတတ်နေတဲ့ခြင်းချင်းပြီးတဏှာမာနဒိဋ္ဌိတွေမှတရင်ကဘာအပြင်လွန်မြောက်နေတာကိုဘာလို့ခေါ်တာတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနေတယ်လို့ပြောတာပဲเนาะဒါပြည့်အဲ့လိုပြောဟောတာကိုဗာတရားလို့ခေါ်တာတော့ကြောင်မန်းတရားဆိုကြောင်မန်းတရားဆိုတာအထူးရှိတာဟုတ်ကလားဖရာရဲ့တရားတော်တွေကိုမြင်လွယ်အောင်နားလည်လွယ်အောင်ယုတ်တရားနာတရားတွေကိုပြောတဲ့နေရာကိုကြောင်မန်းတရားလို့ဆိုတာကြောင်မန်းတရားဆိုတာတိတန်ကြီးမရှိပါဘူးဗျာเนาะကဲအဲ့ကြတော့ကဲစင်ကြီးအောင်တွေ့ချင်းလူရှိလေးတွေလူပဲဝတ္ထုအစုစုကိုလူရန်လို့တော့ကုသိုလ်စိတ်သည်နန္တရားလူပဲဝတ္ထုအစုစုသည်ယုတ်တရားနာယုတ်တရားနှစ်ပါးသည်အမြဲမရှိဆင်းရဲဤအစိုးမရဘယ်လိုဆိုလို့ရှိရင်နိဗ္ဗာန်ရောက်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းတွေဖြစ်တယ်လို့နော်ကဲအဲ့ဒါအပြန်ပြီးတော့ပေါင်းရအောင်အလှဘေးအလှခံယုတ်နေနာလျာဝတ္ထုယုတ်အစုသုံးခုပေါင်းပြန်ယုတ်နေနာအဖာမပွားများစုပိရတဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေကလည်းယုံတဲ့နန္တရားအလှခံတတ်တဲ့ယဟန်မင်္ဂါတော်တွေဆိုတာလေယုံတဲ့နန္တရားလှူပွဲဝတ္ထုစုစုတွေဆိုတာလေယုတ်တရားတွေအလုံးပေါင်းတော့တူရရုပ်ချင်းနာနာချင်းတူရပေါင်းတော့ဘာပဲရှိတာတော့တပ်ပိသင်္ဃာရအိဋ္ဌာတပ်ပိဓမ္မာနတ္တဟုတ်တယ်မို့လားတပ်ပိသင်္ဃာရတပ်ပိလုံးစုံသောသင်္ဃာရမြည်ရတဲ့ယုတ်ဓမ္မနာဓမ္မတို့ဒီအနိစ္စမြဲခြင်းသဘောတရားမရှိကြလေကိုမမြဲနေတဲ့သဘောတရားတွေဆင်းရဲနေတဲ့သဘောတရားတွေအစိုးမရတဲ့သဘောတရားတွေလို့ဆင်ញင်ကြမယ်ပွားများကြမယ်ဆိုလို့ရှိရင်ဘာနဲ့လျော်တဲ့အကျင့်ကိုကျင့်ရပြီလားတော့နိဗ္ဗာန်နဲ့လျော်တဲ့အကျင့်မလေးပါးနဲ့လျော်တဲ့အကျင့်ကိုလည်းကျင့်ရပြီးတယ်ဖိုလေးပါးနဲ့လျော်တဲ့အကျင့်ကိုလည်းကျင့်ရပြီးတယ်နိဗ္ဗာန်နဲ့လျော်တဲ့အကျင့်ကိုလည်းကျင့်ရပြီးတယ်အဲ့ဒီယုတ်တရားနာတရားတွေရဲ့ညီငွေခြင်းကြောင့်တဏှိတခြင်းကင်းခြင်းကြောင့်ချုပ်ခြင်းကင်းခြင်းကြောင့်တဏှာမာနဒိဋ္ဌိတို့တရင်ကဘာအပြင်လွန်မြောက်နေတာကိုဘယ်ကိုမျက်မှောက်ပြုနေတယ်လို့ပြောရမှာနော်
နိဗ္ဗာန်ကိုမျက်မှောက်ပြုနေတယ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းယုတ်တရားနန္တရားတွေရဲ့နေစာဒုက္ခအနတ္တတွေကိုဆင်ခြင်မပွားများမယ်အထုံးမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်ဘူးလားမျက်မှောက်ပြုနိုင်တယ်လို့အဲ့ဒါကြောင့်မို့နိဗ္ဗာန်ရောက်ကြောင်းညာနာတံပိယကုသိုလ်နိဗ္ဗာန်ရောက်ကြောင်းဝိဝဒကုသိုလ်နိဗ္ဗာန်ရောက်ကြောင်းဘုထဲမှာလုံးမြောက်စေတတ်တဲ့ကုသိုလ်မျိုးတွေဟောပြောတဲ့တရားကိုဒါဘာလို့ခေါ်တာတော့ကြောင်းပန်းတရားတော်တွေဆိုပြီးတော့ကဲခင်ဗျားတို့လည်းပဲပေပန်းနေတာပေါ့ဗျာနော်ကဲတရားအစုံဒီကုန်းတတ်ကြတာပေါ့ကဲငါလူတာဟုတ်ကလားဘယ်သူလူတာတော့ယုံနာအနေဆဒုက္ခအနတ္တလို့စဉ်းကျင်ကြပွားများကြအထောက်ကြပြီတော့လို့ဣမိနာဓမ္မတဝနာပုံညကံမေနာဣတောတရားတံကိုနာဂမတာတဲ့ကုသိုလ်ကကြောင့်အတ္တဒိဋ္ဌိယုတ်တရားနံတရားရဲ့ဘောကိုငါလူတယ်ငါပေးတယ်ငါကနဲ့လို့ထင်လဲဆွမ်းမနေသည့်အတ္တဒိဋ္ဌိမိစ္ဆာဒိဋ္ဌိတရားဆိုတရားယုတ်ကြီးတွေကိုဝိပဿနာညာနေနာယုံနာနေစာဒုက္ခအနတ္တကိုဆင်ញင်တာတော့ဥပဒနာလည်းမဖြင့်ပဇာတိအတ္တဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမတွယ်မကတကယ်ပြအောင်ပေတကုတ်တွေတုတ်တွေရှင်းလင်းနိုင်ကြပါစေကုန်သတည်း